သောကပခေယတာသံတော်ဝိထတေဝသူဝေသူဝေသောကပခုပမောရာဇတတံဟောတိတမဂမောမဟာရာဇမြတ်သောမင်းကြီးဒုက္ခပခေလာဇံပခ၌သံတော်လသည်သူဝေသူဝေနေတိုင်းဝိတတိဝတူဝါသည်ဟောတိယထာဖြစ်တဲ့ကဲ့သို့ဝိတတိဝတူဝါသည်သာလျံဟောတိယထာဖြစ်တဲ့ကဲ့သို့ဧဝမေဝဣယတုသာလျံတတံသူတော်ကောင်းတို့နှင့်တမဂမောပေါင်းဖော်မိဝဲရှင်တွဲ၍နေရခြင်းသည်ဒုက္ခပကုပမောလာဇံပက္ခနှင့်တူသည်ဟောတိဖြစ်၏သူတော်ကောင်းတွေနဲ့ပေါင်းသင်ရတဲ့အခါမှာစိတ်ကောင်းစိတ်မြတ်တည်စိတ်ဓာတ်တွေကောင်းလာပြီးတော့လုပ်ငန်းဆောင်တာတွေအလုံးဟာလည်းပဲကောင်းလာတဲ့အခါမှာအမြင်တွေကောင်းလာရင်အတွေးတွေကောင်းလာတတ်တယ်အတွေးတွေကောင်းလာပြီဆိုလို့ရှိရင်လုပ်ရက်တွေကလည်းပဲကောင်းလာတတ်တယ်အဲ့ဒီလိုလုပ်ရက်တွေကောင်းလာပြန်ပြီဆိုရင်လည်းပဲအသက်မွေးမှုတွေမှန်ကန်စွာဆောင်ရွက်နိုင်ပြီးတော့သူ့ရဲ့ကြိုးစားအထောက်မှုတွေဟာလည်းပဲနီလန်တကြစီကံတကြဖြစ်ပြီးတော့မှန်ကန်တဲ့ဘက်ကိုဥတီဆိုက်ရောက်ပြီးတော့လာတယ်အဲ့ဒီချိန်မှာသူ့ရဲ့တတိတရားတွေဟာလည်းပဲကောင်းတဲ့နေရာမှာတတိတွေဖြည့်ပြီးတော့ကောင်းတဲ့နေရာမှာပဲတည်ကြည်မှုခံညာမှုလေးနက်မှုတွေကိုကိုယ်စီရပြီးတော့လာဇန်းကနေလာပြည့်ဆိုတဲ့သုတ်ကပက္ခမှာတဖြည်းဖြည်းနဲ့လအယောင်ဟာတိုးတက်ကြီးပွားများပြားလာတယ်လို့ပဲသူ့ရဲ့အသိဉာဏ်ပညာနဲ့စည်းစိမ်ဥစ္စာမိတ်ဆွေတငယ်ချင်းပေါင်းများစွာလိုက်ခဲ့တရက်ထက်တရက်တနေ့နဲ့တနေ့တိုးလာမှာဖြစ်တဲ့အတွက်ကြောင့်သူတော်ကောင်းနဲ့ပေါင်းမိအောင်ကြိုးစားရှာဖွေကြပါစို့